graphic designer တွေမဟုတ်သေးဘူး Canva designer တွေအတွက်သတင်းကောင်းတယ်ဒီနည်းက small business ပိုင်ရှင်တွေကိုယ့်လုပ်ငန်းအတွက်ကိုယ်တိုင် design ဆွဲနေရတဲ့သူတွေအတွက်တကယ်ကိုအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ဆက်ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ ChatGPT မှာ design ပုံတစ်ပုံကိုဖန်တီးမယ်ပြီးရင်ဖန်တီးထားတဲ့ design ပုံကိုကျွန်တော်တို့ကပြင်လို့ရတဲ့ Canva layer file အဖြစ်ပြောင်းတဲ့နည်းကိုကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့အရင်ဆုံး ChatGPT မှာ design ပုံတစ်ပုံဖန်တီးမယ်ပြီးရင် design ပုံထဲမှာပါတဲ့စာတွေပုံတွေ icon တွေကိုပြောင်းလို့ရအောင်ပြင်လို့ရအောင်ကျွန်တော်တို့က Canva file အနေနဲ့ပြောင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော် Anyland လေးကိုပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ ChatGPT ထဲဝင်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ design ပုံတစ်ပုံကိုအရင်ဆုံးဖန်တီးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် prompt ရိုက်လိုက်မယ်โอเคကျွန်တော်ကတော့ prompt ကိုဒီလိုပဲရိုက်ထားတယ်ပေါ့နော် delivery service အတွက် social media design ပုံတစ်ပုံဖန်တီးပေးပါပေါ့နော်ပုံထဲမှာစာတွေကိုအင်္ဂလိပ်လိုပဲရေးပေးပါပြီးရင်ကျွန်တော်တို့ square size လိုချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်နမူနာပြတာဖြစ်တဲ့အတွက် prompt ကိုရိုးရိုးရှင်းရှင်းပဲရိုက်ပေးထားတယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ကနောက်ထပ်တစ်ခုအနေနဲ့ဒီအောက်မှာ create an image ဆိုတာလေးကိုပါ select လုပ်လိုက်မယ်โอเคဒါဆိုရပြီဒီမှာကျွန်တော်တို့ပုံထုတ်လိုက်တော့မယ်ပေါ့နော်โอเคကျွန်တော်တို့ design ပုံတစ်ပုံရလာပြီပေါ့နော် design ပုံတစ်ပုံရလာပြီဒီထဲမှာကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လည်းစာတွေလည်းပါတယ်ပုံတွေလည်းပါတယ်ပေါ့နော် design ပုံတွေကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ပြင်ကျင်တဲ့ဒီစာတွေကိုကျွန်တော်တို့ပြင်ကျင်တယ်ဒီ icon လေးတွေကိုပြင်ကျင်တယ်ဒီပုံကိုပြင်ကျင်တယ်ပြင်ကျင်တဲ့ကိုပြင်ကျင်တဲ့ဟာကိုပြင်လို့ရအောင်ကျွန်တော်တို့က Canva file နေနဲ့ပြောင်းအောင်မယ်ပေါ့နော် Canva file နဲ့ပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့အရင်ဆုံး ChatGPT ကို Canva နဲ့ချိန်ပေးရပါမယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ဘယ်ဘက်ချမ်းမှာရှိတဲ့ apps app ဆိုတဲ့နေရာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီအောက်နားမှာရှိတဲ့ Canva ကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာ connect ဆိုတာလေးပေါ်လာမယ်ပေါ့နော်ဒီ connect ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါကတော့ကျွန်တော်တို့ Canva အကောင့်ကို sign in ဝင်ခိုင်းတာပေါ့နော် Canva အကောင့်ကိုကျွန်တော်တို့ sign in ဝင်ပေးလိုက်မယ်ဒီမှာ connect with Canva ဆိုပြီးတော့ပေါ်လာပြီပေါ့နော် connect to Canva ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဒါကတော့ ChatGPT ကို Canva နဲ့ချိန်မယ်ဆိုတာကိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ allow လုပ်ပေးလိုက်မယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့ Canva နဲ့ချိန်ပြီးသွားပြီပေါ့နော်ဒီအပေါ်မှာစာလေးလည်းပေါ်လာတယ် Canva is now connected ဆိုပြီးတော့ပေါ်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က ChatGPT ကို Canva နဲ့ချိန်ပြီးသွားပြီအဲ့တော့ခုနကကျွန်တော်တို့ချက်ကိုပြန်သွားလိုက်မယ်ပြန်သွားပြီးသားရင်ကျွန်တော်တို့ကဒီ prompt မှာဘယ်လိုရေးမလဲဆိုတော့အရင်ဆုံး add ကိုခေါ်လိုက်မယ် add ကိုခေါ်ပြီးတော့ဒီ Canva ကိုကျွန်တော်တို့ရွေးပေးလိုက်မယ်ပေါ့နော်ဒီမှာ Canva ကိုရွေးမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့က Canva မှာပြင်လို့ရတဲ့ version အဖြစ်ပြောင်းပေးပါဆိုပြီးရေးလိုက်မယ်ဒီလိုရေးလိုက်မယ်ပေါ့နော်ဒီလိုရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့သူ့ကိုပြောင်းခိုင်းလိုက်တော့မယ်โอเคကျွန်တော်တို့ Canva file ရပြီပေါ့နော်အောက်လေးကိုနည်းနည်းဆွဲချကြည့်လိုက်မယ်ဆွဲချကြည့်လိုက်မယ်ဆိုရင်ဒီမှာသူအောက်မှာဆိုလဲစာလေးရေးပေးထားတယ်ပေါ့နော် Canva မှာ editable အဖြစ်ပြင်လို့ရတဲ့ version အဖြစ်ပြောင်းပြီးပါပြီပေါ့နော်ဒီမှာဒီ link လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ Canva မှာတစ်ခါတည်းသွားပြင်ရတယ်အဲ့လိုမှမဟုတ်လဲဒီမှာဒီ button လေးနှိပ်လဲရတယ်ပေါ့နော်ကိုကြိုက်တာကိုနှိပ်လို့ရတယ်ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့က Canva ထဲကိုရောက်လာပြီပေါ့နော် Canva ထဲကိုရောက်လာရင်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်လိုက်ဒီမှာဒီစာကိုကျွန်တော်တို့ select မှတ်မယ် select မှတ်ပြီးတော့ပြင်ကျင်တဲ့စာကိုရေးကျင်တဲ့စာကိုရေးလို့ရတယ်ဒါမျိုးပေါ့နော်ပြီးရင်ကိုယ့်အကိုဒီမှာတခြား font နေလဲရွေးချင်တာကိုရွေးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ကစာတွေလည်းပြင်လို့ရပြီပြီးရင်ကျွန်တော်ဒီပုံပေါ့နော်ပုံဆိုရင်လည်းကျွန်တော်တို့နေရာရွှေ့တာတွေတော့မဟုတ်တခြားပုံအစားထိုးတာတွေလုပ်လို့ရပြီပေါ့နော်ပြီးရင်ဒီမှာ logo နေရာမှာဆိုရင်ကျွန်တော်တို့ဒီ logo ကိုဖြုတ်ပြီးတော့ကိုယ့်ရဲ့ logo ထည့်လို့ရတယ်ပြီးရင်ဒီ icon လေးတွေကအစားပေါ့နော်ကျွန်တော်တို့ကဒီမှာ icon တွေဆိုရင်ဒီမှာ error လေးပါတယ်ပေါ့နော်အဲ့တော့ဒီ icon ကိုဖြုတ်ပြီးတော့ကျွန်တော်တို့ icon အသစ်ထပ်ထည့်တာမျိုးတွေပြီးရင်ဒီမှာဖုန်းနံပါတ်ဆိုလဲဖုန်းနံပါတ်ကိုကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်တာမျိုး email ဆိုလဲကိုယ့်ရဲ့ email ကိုထည့်တာမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ပြင်လို့ရပြီပေါ့နော်အဲ့တော့ तू က Canva မှာပြင်လို့ရတဲ့ layer တစ်ခုချင်းစီပါတဲ့ file အနေနဲ့ပြောင်းပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကုန်လုံးကိုပြင်လို့ရတယ်ဒီအနောက်က shape ကိုဆိုလဲဒီမှာကျွန်တော်တို့နေရာလဲရွှေ့လို့ရတယ်
ဖြတ်လို့လည်းရတယ်တိုက်သလိုလုပ်လို့ရပြီပေါ့နော်ဒီထဲရောက်သွားပြီဆိုတော့ကျွန်တော်တို့ကပြင်ရင်တိုင်းပြင်လို့ရသွားပြီအခုနီလန်းကကျွန်တော်တို့ဒီ social media design မှမဟုတ်ဘူးတခြား design မျိုးစုံပေါ့နော်ကို ChatGPT မှာထုတ်လိုက်တဲ့ design ပုံမှန်သမျှကို Canva မှာပြင်လို့ရတဲ့ file ဖြစ်ပြောင်းခိုင်းလို့ရတယ်ဥပမာ invitation card လား business card လား letterhead လားကိုကြိုက်တဲ့ design ကို create လုပ်လိုက် create လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပြင်လို့ရတဲ့ file ဖြစ် Canva file ဖြစ်ပေါ့နော်ပြင်လို့ရတဲ့ Canva file ဖြစ်ကျွန်တော်တို့ပြောင်းခိုင်းလိုက်တာ ਨੇ Canva ထဲမှာကျွန်တော်တို့တစ်ခုချင်းစီ layer တစ်ခုချင်းစီကိုကျွန်တော်တို့ပြင်လို့ရပြီပေါ့နော် okay ပါဒီနည်းကတော့လွယ်ကူကူနဲ့ရိုးရိုးရှင်းရှင်းလေးပါပဲအဲ့တော့ Canva ကိုသုံးပြီး design ဆွဲတဲ့လူတွေ Canva designer တွေအတွက်တကယ်ကိုအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်နောက်လဲ AI နဲ့ပတ်သက်တဲ့ video တွေဒီ graphic design နဲ့ပတ်သက်တဲ့ video တွေကိုကျွန်တော်တင်ပေးသွားမှာဖြစ်လို့ကျွန်တော် channel ကို follow လုပ်ပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့မယ်ကိုလူတို့ see you guys